မိဘရွေမှာဆရာရွေမှာစံပြပုဂ္ဂိုလ်ရွေမှာချင်းလူရဲ့လို့ဖြစ်လာလို့ရှိရင်ကိုယ့်ရဲ့အဖေနဲ့အမေမိခင်နဲ့ဖခင်ဖြစ်တဲ့မိဘကိုတော့သားသမီးတွေအနေနဲ့ရွေးချယ်ခွင့်မရှိပါဘူး။ဒါကြောင့်မိဘတို့ရဲ့စိုးမွေကောင်းမွေကိုသားသမီးတို့အနေနဲ့မလွဲမသွေစံစားခံစားရမှာဖြစ်ပါတယ်။ဆိုးရွားတဲ့မိဘမကောင်းတဲ့မိဘတွေကနေစွန့်ပစ်သွားတဲ့မိဘတွေနဲ့ကြုံတွေ့လာရတဲ့သားသမီးတွေမှာထိုမိဘတွေစိုးမွေကိုခံစားမှာဖြစ်တယ်လို့အင်မတန်စံပြရာဖြစ်ထိုက်တဲ့စံပြရာနဲ့ဥဆောင်ဥရွယ်ပြုပြီးတော့သားသမီးတွေပေါ်ချစ်ချင်းမြတ်တာအကျဉ်းတရားတွေနဲ့တေချာကောင်းမွန်ဆုံးဥဆောင်ဥရွယ်ပြုပြီးတော့နှွေးထွေးတဲ့မြတ်တာတွေပေးနိုင်တဲ့မိဘနဲ့ကြုံတဲ့သားသမီးတွေမှာတော့ဘဝရဲ့ပျော်ရွှင်မှုကလေးငယ်ဘဝလူငယ်ဘဝကြီးတဲ့အထိမိဘတွေနဲ့တေတပံတတ်တဆုံတိုင်းပျော်ပျော်ရွှင်ရွှင်အေးအေးချမ်းချမ်းနဲ့ဖြတ်တန်းခွင့်ရနိုင်တဲ့ကံလွန်ထူးတဲ့သားသမီးတွေလည်းရှိကြတာပါပဲဒါပေမဲ့ဒီနေရာမှာဦးဇင်းပြောချင်တဲ့ဆိုလိုရင်းရွယ်ချက်ကတော့မိဘတွေကိုသားသမီးတွေကရွေးချယ်ခွင့်မရှိဘူးဆိုပေမဲ့သားသမီးတွေမှာမိဘတွေနဲ့ပတ်သက်လို့ပြုလုပ်ဆောင်ရွက်နိုင်တာခြားသောမိမိရဲ့ဆရာသမားတွေစံပြပုဂ္ဂိုလ်တွေနဲ့ပတ်သက်လို့သားသမီးတွေဖြစ်တဲ့မိမိရဲ့ဘဝမှာရွေးချယ်နိုင်စရာအခွင့်အရေးတွေများစွာရှိပါတယ်ရွေးချယ်ဖို့လည်းတင့်တယ်လို့ရွေးချယ်ဖို့လည်းအင်မတန်လိုအပ်တယ်လို့ယူဆမိပါတယ်။ဘာကြောင့်လဲဆိုတော့မိဘတွေနဲ့ပတ်သက်ရင်သားသမီးတွေမှာရွေးချယ်ခွင့်မရှိပေမဲ့မိဘတွေကိုတော့သားသမီးတွေအနေနဲ့ကောင်းကောင်းဆိုးဆိုးလက်ခံပြီးတော့ကောင်းကောင်းဆိုးဆိုးမိဘကောင်းမိဘဆိုးဘယ်သူကိုမဆိုသားသမီးတွေကရွေးချယ်မှုမပြုဘဲနဲ့အကောင်းဆုံးနှွေးထွေးကျင်နာတဲ့မေတ္တာတွေနဲ့ကျေးဇူးတရားတွေတည်တက်ပြီးတော့ပြန်လဲကျေးဇူးဆက်တင်ကြတယ်လို့ယုံကြည်ယူဆပါတယ်။ဘာကြောင့်ထို့လို့ယုံကြည်ရလဲဆိုရင်မိဘတွေကိုအနန္တောနန္ဒ၅ပါးခိုင်းဝင်ကျေးဇူးရှင်ကျေးဇူးသခင်အနေနဲ့ဖခင်တရားတန်ခါယရဏ၃ပါးနဲ့တခိုင်းနဲ့ထားပြီးတော့ကျေးဇူးအကြီးမားဆုံးဆိုတဲ့အနန္တောနန္ဒလို့ခေါ်တဲ့မိဘနဲ့ဆရာယရဏ၃ပါးနဲ့တခိုင်းနဲ့ဘာကြောင့်ထားလဲဆိုတော့မိဖဆိုတဲ့ဖခင်နဲ့မိခင်တို့ဟာသားသမီးတွေကိုဘလောက်ပဲသားသမီးတွေပေါ်ဆိုးရွားလုံးပါတယ်ဆိုတော့စွန့်ပစ်ခဲ့ပါတယ်ဆိုတော့မိဘတွေပဲဆိုပါစေအောင်ထိုမိဘတွေကထိုသားသမီး